ကောင်လေးကလူတယောက်မျက်နှာပေါ်ကအရေးပြားကိုပြင်ဆင်နေတာကိုမြင်ပြီးအယမ်းအံ့ဩသွားတယ်အဲ့ဒီအချိန်မှာပဲအိမ်ချေရမဲ့လူတယောက်ကသူ့ကိုချက်ချင်းတတိပေးလိုက်ပြီးအဲ့ဒီလူတွေကထူးခြားတဲ့စွမ်းအားရှိတဲ့ကလေးတွေကိုပြန်ပေးဆွဲတတ်ကြလို့အနီးမကပ်ဖို့ပြောလိုက်တယ်ကောင်လေးကကြောက်သွားပြီးချက်ချင်းထွက်ပြေးသွားတယ်အိမ်ပြန်ရောက်တော့မိဘတွေကသူ့အကြောင်းအငင်းပွားနေတာကိုကြားရတယ်အမေကဖော်နိုင်မှာမတက်သေးတဲ့ကလေးတွေကိုကူညီပေးတဲ့အကြောင်းတစ်ခုကိုရှာတွေ့ထားပြီးလို့ပြောတယ်ကောင်လေးကအငင်းမပွားချင်တော့လို့လက်ခံလိုက်တယ်ကောင်လေးဟာလူအရေးပြအတုတွေဝတ်ထားတဲ့ကြောက်စရာလူတွေကထူးခြားစွမ်းအားရှိတဲ့ကလေးတွေကိုညှဉ်းပန်းနေတဲ့နေရာတစ်ခုကိုမကြာခဏအိမ်မက်ဆိုးမြင်နေရတယ်။တညမှာအိမ်ရဝင်တဲ့အခါအိမ်တစ်လုံးကိုအိမ်မက်မက်တဲ့မနက်နိုးလာခြင်းချက်ချင်းပုံဆွဲပြီးသူ့တငယ်ချင်းကိုပြလိုက်တယ်။ဒါပေမဲ့သူ့တငယ်ချင်းကအဲ့ဒီလိုကြောက်စရာအိမ်မက်တွေကိုကြားရတာညှင်းငွေ့နေပြီးသားဖြစ်လို့အိမ်ပုံကိုအွန်လိုင်းပေါ်တင်ပြီးဘယ်နေရာလဲတည်တဲ့သူရှိမလားစမ်းကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကျောင်းတစ်ကလူတွေကသူ့ကိုခေါ်ဖို့ရောက်လာကြတယ်။ကောင်လေးကဝန်ထမ်း2ယောက်လုံးသူ့အိမ်မက်ထဲကလူတွေလိုလူအရေးပြအတူတူဝတ်ထားတာကိုသတိထားမိသွားတယ်။အဲဒါကြောင့်အမေကိုပြောပေမဲ့အမေကမယုံကြည်ဘူး။နောက်ပိုင်းမှာတော့သူဆွဲထားတဲ့ပုံအရအိမ်လိပ်စာကိုတယောက်ယောက်ကအွန်လိုင်းမှာတင်ထားတာကိုတွေ့လိုက်ရတယ်။ကျောင်းဝန်ထမ်းတွေကိုအိမ်သာသွားကျင်တယ်လို့ပြောပြီးတကားဖွင့်ပေးချိန်မှာတော့ကောင်လေးဟာအဲ့ဒီနေရာကနေထွက်ပြေးလွတ်မြောက်သွားပြီးသားဖြစ်နေခဲ့တယ်။